ဒီခါတော့ဟိုဘက်ကောက်မှမေးထားတာပေါ့နော်ဟိုဘက်မှာအပြာရိုက်လိုက်ရင်စိတ်ချင်းသွားတယ်ဆိုပြီးဒီအဲ့တော့ဒါတော့ဟိုနဲ့ဆက်ထားတယ်ဟိုထည့်နော်ဟိုကျွန်တော်တို့ဘိုင်နာအပြာထည့်မယ်ညာထည့်နော်နည်းနည်းချင်းစီထည့်ကြည့်တော့ဘိုင်နာအပြာကိုတိုးပေါ့ကိုလိုချင်တဲ့ပြာမရသေးဘူးဆိုမှထည့်မယ်ပေါ်ရင်ရေကြီးနေလို့ရရပေါ့နော်ရရဆေးရနာမွေပါနော်ဒီမှာဒီခွက်လေးကဘူးလေးဖြစ်နေမှာဆိုတော့မွေရနေနဲ့ခက်ကိုလိုချင်တဲ့အပြာရပြီလားပေါ့နော်ရပြီဆိုရင်ဘိုင်နာထပ်မထဲနဲ့တော့နှုတ်ရတာမွန်နိုင်တော့နှုတ်ရထဲမယ်နော်ကိုကတော့ပြာလည်းရပါ යි နော်โอเคအဲ့တော့ကျွန်တော်တို့ဟွာလေးပေါ်မှာရိုက်ကြည့်လိုက်မယ်နော်ဟိုပေါ်မှာပြရိုက်ကြည့်မယ်စလုံးလေးတစ်လုံးနဲ့အရင်စမ်းပြမယ်နော်ဘယ်လိုကိုစမ်းရင်နှုတ်ရနိုင်နှုတ်ရထဲနော်ဒါတော့စမ်းပြတာမလို့မထည့်ပြတော့နော်အဲ့တော့ဒီမှာပြရင်လည်းကြည့်လိုက်โอเคဒီတော့တို့အရာမှာကိုဆက်ထားတဲ့အပြာရောင်မဟုတ်ဘူးအရောင်ပြောင်းသွားကျွန်တော်ရိုက်တဲ့အရောင်ကဒီရောင်ကျွန်တော်ရိုက်တဲ့အရောင်ကဒီရောင်ထွက်လာတဲ့အရောင်ကဒါမ6သေးလို့ပေါ့နော်6တင်အစိမ့်ဘက်ကိုပုံများသွားမှာအဲ့ဒါဆိုတော့ကျွန်တော်တို့ကဒီလိုရိုက်လိုက်အရောင်ပြောင်းသွားတာပေါ့နော်ကာလာနည်းနည်းအစိမ့်ဘက်ကိုတက်သွားတတ်တယ်အဲ့ဒါဆိုအစင်မပြေဘူးပေါ့နော်အစင်မပြေဘူးဆိုရင်ကျွန်တော်တို့ကအဲ့ဒါဆိုရင်သူ့ရဲ့အဖြူလေးနည်းနည်းရောပြီးတော့ရိုက်ကြည့်မယ်နော်အဖြူကတော့ဘာဖြူပဲဖြစ်ဖြစ်ရတယ် O1 ဖြစ်ဖြစ် O3 ဖြစ်ဖြစ်ပေါ့နော်ကောင်းတာတော့ O3 လေးရောရရင်တော့ပိုကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ O3 ကနည်းနည်းတအားမဖြစ်လို့နော်အဖြူလေးနည်းနည်းရောလိုက်မယ်နော်ငါဆေးဖြူအောင်လေဆေးဖြူအောင်ရောလိုက်ရင်ဘာဖြစ်သွားမလဲဆိုတော့အပြာလေးကနည်းနည်းနုသွားကာလာလေးကလေကာလာပြာနည်းနည်းနုသွားဒါပေမဲ့ကိုက customer လိုချင်တဲ့အရာရအောင်ဆိုရင်တော့ဟိုပိုင်းနာလိုပိုင်းနာထက်ထဲပေါ့နော်အဖြူလေးနည်းနည်းရောရိုက်ကြည့်ရတာနော်အဲ့တော့ဖြူနည်းနည်းပါပြီဒီတိတ်တော့ဟိုမနုပါဘူးနော်အားလေးနဲ့ရိုက်ကြည့်မယ်နော်O2 ပိုင်နာအပြားတဲ့ကိုနော် O2 ပိုင်နာအပြားတဲ့ကိုဖြူနည်းနည်းရောထားတယ်စီပေါ့နော်
သိဆိုင်ကြည့်မယ်နော်နေအောင်ရှင်းကြည့်အောင်ကိုတူးနဲ့ပိုင်တာနဲ့ပဲရောရိုက်တဲ့အရာပေါ့နော်ပြီးရင်ဒါကကြတော့အဖြူလေးနည်းနည်းပြီးရောပြီးရိုက်ထားတဲ့အရာအဲ့တော့ဘယ်ရောင်ကကိုရရင်အဆင်ပြေမလဲပေါ့နော် customer အကြိုက်ဟိုဘက်ကတော့အစိမ်းရောင်လေးနဲ့တန်းသွားလိမ့်မယ်6တဲ့ခါကျရင်ဒီဘက်ကတော့တိတ်ပြီးတော့အရောင်ပြောင်းမှမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုရိုက်တဲ့ခါကျရင်ဟိုကအဖြူလေးနည်းနည်းရောရိုက်စေချင်တာပေါ့နော်အဲ့ဒါဆိုရင်တော့ကိုရဲ့ဟိုကာလာမပြောင်းတိတ်မပြောင်းဆိုတော့နည်းနည်းတော့ပြောင်းနေတာမဲ့အရင်မပြောင်းဘူးပေါ့နော်အဲကြောင့်အဖြူလေးနည်းနည်းရောရရင်ပိုပြီးအဆင်ပြေလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ယူရီးယားလာတဲ့ original ဆေးပေါ့နော် original ဆေးနဲ့ကြရင်နော် rubber ဆေးပေါ့ rubber ဆေးနဲ့ကြရင်တော့အရင်တိတ်မပြောင်းနိုင်ဘူးနော်အဲ့ဒါလေးကိုပြန်လဲမျှဝေပေးတာပါတကယ်လို့ဒီဗီဒီယိုလေးရဲ့အကျိုးတစ်ခုရှိမယ်ဆိုရင်ကျွန်တော်ရဲ့ post လေးကို like and share လေးလုပ်သွားပေးပါအားလုံးကျေးဇူးတင်ပါတယ်